တိုင်းပြည်မှာရှိတဲ့ရဟန်းရှင်လူမိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါနေပြည်တော်ပလီကိစ္စနဲ့ပတ်သက်ပြီးတော့တစ်ချက်နော်ဖွဲ့စည်းပုံထဲမှာပါတဲ့အချက်၃ချက်လောက်ကိုထောက်ပြပြီးတော့မိဘပြည်သူများကိုအသိပညာပေးချင်ပါတယ်ဗုဒ္ဓသာသနာနှုတ်ခအသင်းကြီးနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်းပုံမူချမ်းမှာထည့်သွင်းထားတဲ့ရည်ရွယ်ချက်29ချက်ကိုလေမေးထားတာတွေကိုတခါတည်းကျွန်တော်ဆက်ချက်ထည့်သွင်းပြဆိုသွားမှာဖြစ်ပါတယ်နော်ဘိုင်မွန်ဆူနီပေးစီနိုင်တယ်ပေးလို့ရတယ်အကြံပြုလို့ရပါတယ်ဗျအနာဂတ်တိုင်းပြည်ကြီးအတွက်နောက်လာမယ့်20လောက်ကိုကြိုတင်တွက်ချက်ပြီးတော့ကျွန်တော်ဆရာချက်ကဒီအသင်းဖွဲ့ကြီးကိုတီထောင်တာလို့စူးစမ်းနေတာလို့ message ပေးလို့ပါတယ်နံပါတ်1တိုင်းပြည်တည်ငြိမ်အေဂျင့်နေစီရေးအတွက်နော်အဓိကစူးစမ်းအားထုတ်ရနံပါတ်2သာသနာတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကစူးစမ်းအားထုတ်ရနံပါတ်3ဗုဒ္ဓသာသနာကိုချစ်မြတ်နိုးတဲ့စိတ်နော်ဗုဒ္ဓဘာသာဝင်တွေမှာရှိဖို့အတွက်အစဉ်တစိုက်ကြိုးစားအားထုတ်ရအမျိုးသားနံပါတ်4အမျိုးသားရေးစိတ်ဓာတ်များအစဉ်တစိုက်တက်ကြွနေစေဖို့ကြိုးစားအားထုတ်ရနံပါတ်5ဗုဒ္ဓမြတ်ဗုဒ္ဓနှစ်တကွပေါ့နော်ယဟန်တော်များဗုဒ္ဓဘာသာဝင်များမဟုတ်မမှန်စော်ကားခံရမှုများကိုအကာအကွယ်ပေးနိုင်ဖို့လွတ်တော်ထေတီအဆိုတင်သွင်းကဥပဒေဖြင့်တားဆီးကာကွယ်နိုင်ဖို့ကြိုးစားအားထုတ်ရနော်နံပါတ်6ဗုဒ္ဓဘာသာဝင်တက်ကြီးရွယ်အိုများမိဘမဲ့ကလေးများဘက်ကဖုံးတော်ကြီးတင်ပညာရေးကျောင်းများအားကုညီထောက်ပံ့နိုင်မှုကြိုးစားအားထုတ်ရန်နံပါတ်9နော်မွေးရစေဂိမ်းပြည့်အချိန်ကုန်နေကြတဲ့ဗုဒ္ဓဘာသာဝင်လူငယ်တွေကိုတိုက်ကွမ်ဒိုခရာတေဘန်ဒိုဂျူဒိုအစရှိတဲ့ကိုယ်ခံပညာရက်များနဲ့အစားထိုးသင်တန်းပေးဖို့ကြိုးစားအားထုတ်ရန်နံပါတ်10စာကြည့်တဲ့လေယုံလေးစာကြည့်တဲ့ပြည်တီထောင်ရေးတိုင်းပြည်နဲ့စာကြည့်တဲ့များဖွင့်လှစ်နိုင်ရင်းနဲ့စာဖတ်တဲ့လေ့ကျင့်ကောင်းများရအောင်တိုင်းပြည်အတွက်ကြိုးစားအားထုတ်ရန်နော်နံပါတ်9ဗုဒ္ဓဘာသာဝင်များတမတော်သားများအပါဝင်ခြေလက်အင်္ဂါဆုံးရှုံးခြေလက်အင်္ဂါမျက်စိဆုံးရှုံးနေသောဗုဒ္ဓဘာသာဝင်များကိုခြေတုလက်တုမျက်စိတုလူတန်းပေးနိုင်မှုကြိုးစားအားထုတ်ရန်နော်နံပါတ်10ဥမဲ့အိမ်မဲ့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များ၏အကျိုးစီးပွားများကိုကုညီဆောင်ရွက်နိုင်အောင်ကြိုးစားအားထုတ်ရန်နော်နံပါတ်17ဗုဒ္ဓဘာသာဝင်များကိုငွေပြည့်များရေးတော်လည်းကောင်းအတေတမနှိပ်စက်ကဘာသာကူးပြောင်းစေခြင်းတော်လည်းကောင်းစသည့်မတရားမှုများကိုအသင်းဖွဲ့ဝင်ရှိနေများကဥပဒေဖြင့်အကာအကွယ်ပေးဖို့ကြိုးစားအားထုတ်ရန်နော်နောက်တစ်ခါစနစ်ဗုဒ္ဓဘာသာဝင်များမြန်မာနိုင်ငံသားချင်းသာနော်ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားချင်းသာလက်ထပ်ထိမ်းများနိုင်ရင်အတွက်လွတ်တော်ဒေသအစိုးတင်သွင်းကဥပဒေဖြင့်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရန်နော်နံပါတ်73တရားပွဲများတိုင်းပြည်နံပါတ်73ဘာသာရေးလူမျိုးရေးပဋိပက္ခများမဖြစ်အောင်အစဉ်မြဲသတိထားလေ့လာစောင့်ကြည့်ထိမ့်သိမ်းဖို့ကြိုးစားအားထုတ်ရန်နော်နံပါတ်15တရားပွဲများတိုင်းပြည်တွင်15ကတရားပွဲများတိုင်းပြည်တွင်ဝေဝေဆဆကျင်းပနိုင်မှုကြိုးစားအားထုတ်ရန်16ရဟန်းရှင်ပြုမတတ်နိုင်ဘုရားဘာသာဝင်များကိုရဟန်းရှင်ပြုပေးနိုင်မှုကြိုးစားအားထုတ်ရန်နော်16နိုင်ငံရေးစီဝါရေးအတွေးခေါ်သင်တန်းများဘုရားဘာသာဝင်များအတွက်ပညာရှင်များရဲ့ဟောပြောပွဲများဖြစ်ပေါ်လာဖို့ကြိုးစားအားထုတ်ရန်19ဆရာတော်များဓမ္မစကူကဲ့သို့သင်တန်းတစ်ခုကိုသာသနာပြန့်ပွားရေးနဲ့ဗုဒ္ဓဘာသာဝင်ကလင်းငယ်များယဉ်ကျေးလင်ဝါရေးအတွက်အစိုးရနဲ့ပူးပေါင်း၍ပေါင်းဆက်၍သင်တန်းများဖွင့်လှစ်လူတန်းပေးနိုင်ဖို့ကြိုးစားအားထုတ်ရန်ဆက်ရှိနည်းပညာနဲ့ပတ်သက်ပြီးတော့သင်တန်းများကိုလည်းပဲကြိုးစားဖွင့်လှစ်ပေးနိုင်ဖို့ကြိုးစားအားထုတ်ရန်အဲ့တော့စက်ကိုစာသင်ကျောင်းများနဲ့ဗုဒ္ဓဆုံးများအဆုံးအမများထည့်သွင်းသင်ကြားနိုင်ရေးသို့မဟုတ်တပတ်လျင်အနည်းဆုံး45မိနစ်တစ်ချိန်သတ်မှတ်၍သင်ကြားပေးနိုင်ရန်အစိုးရနဲ့ပူးပေါင်းကအသင်းကြီးကကြိုးစားအားထုတ်ရန်20အသင်းဘက်ကပေးလိုက်တဲ့လက်မှတ်ဒီဘွဲလက်မှတ်ကဲ့သို့လုပ်ငန်းခွင်ဝင်တဲ့အခါမရှိမဖြစ်လိုအပ်တဲ့လက်မှတ်မျိုးဖြစ်စေရန်အစိုးရနဲ့ပူးပေါင်းကတိုင်းပြည်အတွက်ကြိုးစားအားထုတ်ရန်နော်21ပြည့်သင်ပို့ချနေသောရဟန်းတော်များနှင့်ပြပပညာသင်သာသနာပြုရဟန်းတော်များကိုဂယုတစိုက်ထောက်ပံ့ချီးမြှောက်လူတန်းပေးနိုင်မှုကြိုးစားအားထုတ်ရန်22ဆရာတော်များတိတိကျဆရာတော်များချီးမြှောက်လိုက်တဲ့နာမည်ဖြင့်လာမယ့်လွတ်တော်ထဲတွင်ထပ်မံတင်သွင်းကအဆိုထပ်မံတင်သွင်းကနိုင်ငံတော်စစ်အတည်ပြုသတ်မှတ်နိုင်ရေးကြိုးစားအားထုတ်ရန်23နိုင်ငံတွင်တစ်တော်များပြန်လည်ဆင်းလန်းစုပြည်စီရန်နှစ်စဉ်တစ်ပင်များစနစ်တကျစိုက်လူဖို့ကြိုးစားအားထုတ်ရန်24မြန်မာပြည်မငြိမ်ညွတ်အောင်ဆောင်ရွက်ပြီးအမြတ်ထုတ်ဖို့ကြိုးစားအားထုတ်နေသည့်ဘယ်နိုင်ငံကိုမဆိုအချိန်ချင်းကရငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒထုတ်ဖော်ဖို့ကြိုးစားအားထုတ်ရန်25ဗုဒ္ဓဘာသာနိုင်ငံတော်နှင့်ဗုဒ္ဓဘာသာဝင်များအတွက်ကူညီနိုင်ရန်စီးပွားရေးလုပ်ငန်းများဥပမာအင်ချမ်မီလုပ်ငန်းမော်တော်ယာဉ် expert ရင်လိုင်းများပြည့်စွဲခြင်းလုပ်ငန်းစိတ်ရွှင်ငွေလုပ်ငန်းတယ်လီကွန်လုပ်ငန်းနည်းပညာလုပ်ငန်းဗန်လုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းစသည့်စီးပွားရေးလုပ်ငန်းများကိုစနစ်တကျရှယ်ယာအပြည့်တော်၎င်းအသိကိုယ်ပိုင်လုပ်ငန်းအပြည့်တော်၎င်း
ပါဝင်ပြီးတော့အသိဉာဏ်ပုံငွေများရရှိအောင်စနစ်တကျကြိုးစားအားထုတ်ရန်စနစ်အစိုးရနဲ့ပူးပေါင်းချိတ်ဆက်ပြီးပြုလုပ်သောစီးပွားရေးလုပ်ငန်းများကိုလည်းဗုဒ္ဓဘာသာနိုင်ငံတော်နဲ့ဗုဒ္ဓဘာသာဝင်များအတွက်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ကြိုးစားအားထုတ်ရန်အချက်20ကတော့အသင်းဝင်ဗုဒ္ဓဘာသာဝင်များကိုတော့မတရားမှုရှိခဲ့တယ်ဆိုလို့ရှိရင်ဘဝမှာရှိခဲ့တယ်ဆိုလို့ရှိရင်ရှင်းနေရဲ့အသင်းရဲ့ရှင်းနေများရဲ့ဆုံးဖြတ်ချက်အရလိုက်ပြီးသိနေဆိုရင်ဥပဒေဖြစ်အဲ့ဒီမတရားမှုတွေအတွက်အကာအကွယ်ပေးဖို့ကြိုးစားအားထုတ်ရန်ဆိုပြီးအသင်းသားတွေအတွက်နော်အခွင့်အရေးထည့်ပေးထားတဲ့အနေနဲ့ကျွန်တော်ဆရာချစ်မူကျန်28ချက်ကိုဆွတ်ထုတ်ပြီးတော့တီတီကိုဆရာတော်ဘုရားကြီးတွားရောက်လျှောက်ထားပြီးဩဝါဒခံယူမှာဖြစ်ပါတယ်ဒီဘပြည်သူများကိုတင်ဆက်ပေးရင်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်361နိုင်ငံတော်ဘာသာသည်ဗုဒ္ဓသာသနာတော်ကိုနိုင်ငံတော်၏နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သောဂုဏ်ဝတ္တနှင့်ပြည့်စုံသည့်သာသနာဖြစ်သည်ဟုဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်ကအသိမှတ်ပြုသည်နော်ဒါတစ်ပုံမှန်361မှာဗာရေးထားလဲဆိုနိုင်ငံတော်သည်တဲ့ဗုဒ္ဓဘာသာသာသနာတော်ကိုနိုင်ငံတော်၏နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သောဂုဏ်ဝတ္တနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်ကအသိမှတ်ပြုသည်နော်ဒီဘပြည်သူများသိရှိဖို့လိုပါတယ်ပုံမှန်362မှာကျတော့နိုင်ငံတော်သည်ခရစ်ယာန်ဘာသာသာသနာအစ္စလာမ်ဘာသာသာသနာဟိန္ဒူဘာသာသာသနာနှင့်နတ်ကိုးကွယ်သောဘာသာတို့ကိုဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌နိုင်ငံတော်တွင်ရှိနေကြသောကိုးကွယ်ရာဘာသာများဟု၍အသိမှတ်ပြုသည်တဲ့ပုံမှန်363နိုင်ငံတော်သည်အသိမှတ်ပြုထားသောဘာသာသာသနာများကိုတဲ့တတ်နိုင်သမျှကူညီဆောက်ရှောက်မည်တမန်ကျူးသိန်းစဉ်လက်ထက်ကလည်းရှိတယ်နော်တစ်ချိန်လုံးကစစ်ဆွေးလက်ထက်မှာလည်းရှိတယ်ယခုဒေါ်ဆန်းစုကြည်လက်ထက်မှာလည်းရှိခဲ့တယ်ယခုအဘတချုပ်လက်ထက်မှာနေပြီးတော့မှဗလီဆောက်ခွင့်ပေးတာသိကြမယ်ဆိုလို့ရှိရင်ပေါ့ဆောက်ခွင့်ပေးတင်သလားမပေးတင်ဘူးလား2008ဖွဲ့စည်းပုံအခြေခံဥပဒေရသူ့တက်တန်းအတွင်းမှာဗလီဘယ်နှလုံးဟုတ်လားဆောက်ခွင့်ပေးတယ်လေဆိုတာကိုဗုဒ္ဓဘာသာဝင်များကနော်လေ့လာသင့်တယ်နော်ဗလီဘယ်နှလုံးလောက်ကိုဆောက်လုပ်ခွင့်ပေးထားတယ်လေပေါ့အခုလက်ရှိနေပြီးတော့အပါဝင်သိကြမယ်ဆိုရင်ပေါ့နော်ဒါကိုလေ့လာသင့်တယ်အဲ့ဒီလိုဆောက်ခွင့်ပေးခြင်းဟာလည်းပဲနော်ပုံမှန်363အရနိုင်ငံတော်သည်တဲ့အတိမတ်ပြုထားသောဘာသာသာသနာများကိုတက်နိုင်သမျှကူညီဆောက်ရှောက်မည်ဆိုတဲ့အချက်လက်နဲ့အကျုံးဝင်တာဖြစ်တဲ့အတွက်ပေါ့ကျွန်တော်ဆရာချစ်ဘောမနေတာမဟုတ်ဘူးနော်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတယ်ဒါကိုတက်ပြီးတော့ကန့်ကွက်နေလို့အဆင်ပြေလားအဆင်မပြေဘူးလားဆိုတာကိုသိစေချင်တာဖြစ်ပါတယ်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရလှုပ်သိမ်းလှုပ်ထိုက်လို့အချိန်ကြီးချိန်ခါရလှုပ်ပေးခြင်းဟာမှန်သလားမှားသလားလက်ရှိကမ္ဘာမြမအာရှအခင်းချင်းရဒါကိုရဟန်းရှင်တို့မိဘပြည်သူများကကိုယ့်ဘာသာကိုပဲတွေးခေါ်သုံးသပ်စီချင်တာဖြစ်ပါတယ်နော်နောက်တစ်ချက်ကကျွန်တော်ဆရာကြီးဗုဒ္ဓသာသနာနှုတ်ခသင်ကြီးဟာဗုဒ္ဓဘာသာဝင်များအတွက်ဒါတိကျလောက်တာဖြစ်ပြီးတော့အခြားဘာသာဝင်တွေကိုနော်ပိကလူဒန်းတာမျိုးဒီအသိဖွဲ့ရဲ့ရန်ပုံငွေနဲ့လုံမှာမဟုတ်ဘဲနဲ့စီးပွားရေးနဲ့တွဲပြီးတော့လုံမှာဖြစ်တယ်ပေါ့ကိုယ့်ရဲ့ကိုယ်ပိုင်ငွေနဲ့ကြာရင်တော့တခြားဘာသာတွေကိုလှူခြင်းလေလှူလို့ရအောင်တော့ဗုဒ္ဓဘာသာဝင်တွေကနော်ကိုယ်ပိုင်ငွေတွေနဲ့လှူဒန်းကြလို့ရအောင်လေကြိုးစားထားရမယ်ပေါ့ဟုတ်လားဒါကတော့ဟို personal အရာကိုကြိုက်တာလုပ်လို့ရတယ်နော်ဒါပေမဲ့အသိဖွဲ့ရဲ့ရန်ပုံငွေနဲ့ကတော့ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးစီးပွားအတွက်ကိုအဓိကထားပြီးတော့လုပ်တာဖြစ်တဲ့အတွက်ဒါဟာဘယ်ဘာသာကိုမှစော်ကားတာမဟုတ်ဘူးနော်ဘယ်ဘာသာကိုမှမုန်းလို့လုပ်နေတာမဟုတ်ဘူးဆိုတော့ကိုတင်ပြရင်းဖြစ်ယခုနေပြီးတော့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်မလိုလားအပ်တဲ့ပြဿနာတွေဖန်ခံရမှုတွေမဖြစ်ရလေအောင်တင်ပြပေးရင်ဝိုင်းဝန်းဆွေးနွေးပေးကြဖို့